တူဘူးနေစားဖို့ဆိုရင်တူဘူးနေတဲ့ထည့်ဖို့ဒီခောက်ဆွဲပေါ့နော်ဆွဲဖို့ကိုစားနိုင်တဲ့လောက်ထည့်မယ်ပြီးလို့ရှိရင်အရွက်ပေါ့နော်ကိုယ်မှရှိတဲ့အရွက်တစ်မျိုးပေါ့နော်တူဘူးဒီမှာထည့်မယ်ခဏစောင့်မယ်တစ်ချက်နှစ်ချက်သုံးချက်ဒါရေစိမ်လိုက်တာနဲ့သူကတိတ်မလို့ဘူးပေါ့နော်15 စက္ကန့်ဆိုရင်ရပြီနော်သူက15 စက္ကန့်ဆိုရပါပြီရှင်ပကံနဲ့ထည့်မယ်တူဘူးကိုလိုတလောက်ထည့်မယ်ကိုစားနိုင်တလားပေါ့နော်သူကတူဘူးကြိုက်တယ်ဆိုတော့တူဘူးများလေးထည့်မယ်သူထည့်မယ်အစာပလာတွေငယ်ဦးတီးကြရင်ငယ်ဦးတီးထည့်ဒါမြေပဲစားလို့ကြက်သွန်နီစီချက်ကြက်သွန်ပြူစီချက်ဆွာရဆောထညက်ရည်ဒါကတော့စားပေါ့နော်ထည့်မယ်အနည်းငယ်ထည့်မယ်ပြီးလို့ရှိရင်ထညက်ရည်ဒါထညက်ရည်နော်ထညက်ရည်တစ်စုံနှစ်စုံသုံးစုံထည့်မယ်နော်တစ်ခေါက်ဆွဲများတာဟုတ်ပြီးရင်ရေပဲစားလို့ထည့်မယ်ပြီးရင်ကြက်သွန်ဖြူစီချက်ထည့်မယ်ကြက်သွန်နီစီချက်ထည့်မယ်ဒါကတော့စီချွိုင်းနည်းငယ်ကြော်ထားတာထည့်မယ်ပြီးရင်ဆွာရဆောတစ်စုံထည့်မယ်ထည့်အောင်နော်အသားကြရင်ဒါကြက်သားစီချက်ထည့်မယ်ပေါ့နော်အသားမကြရင်လည်းဒီတိုင်းဆောင်းနာလိုပဲစားလို့ရတယ်အရင်ကလေးတွေကအသားကြိုက်တော့အသားထည့်ပေးတယ်ကိုကတော့အသားမကြိုက်ပါမွေမယ်နှံ့အောင်